တော့မှာ acyclic acid serum တွေကအရင်ပဲ viral ဖြစ်နေတယ်ဝက်ချန်ကြောင့်ကြံခဲ့တဲ့အမဲဆက်တွေအနီဆက်တွေပျောက်တယ်ဆိုပြီးတော့တော်တော်များများ recommend လုပ်ကြတယ် acyclic acid ဆိုတာဘာလဲမသိသေးတဲ့လူတွေအတွက်အချက်၄ချက်ပြောပြမယ်နံပါတ်1 acyclic acid ဆိုတာကစပါးကျုပ်စတဲ့အဆေးဆန်တွေကရထားတဲ့တဘာဝ acid မျိုးစားဖြစ်တယ်ကျွန်တော်တို့ဒီ acyclic acid ဆိုတာကဒီအရေပြားဆရာဝန်တွေကတော့ဒါအရေပြားလိမ့်စေးအနေနဲ့သုံးခဲ့တာကြာလာပြီအခုနောက်ပိုင်းကျမှဒါ skin care ingredient အနေနဲ့တစ်ခေတ်ပြန်ပြီးတော့ဒါစမ်းလာတယ်လို့ပဲပြောရမှာဖြစ်ပါတယ်နံပါတ်2ကတော့ acyclic acid တွေကဘယ်လိုလုပ်လို့လဲဆိုတော့ဝက်ချံပေါက်ပြီးတော့ကြံခဲ့တဲ့အမဲဆက်တွေကိုလျှော့သွားစေတယ်ဖြော့စေတယ်post inflammatory erythema လို့ခေါ်တဲ့အနီဆက်တွေကိုလည်းတတ်တာအောင်ဝင်ပေးပါတယ်အခုတစ်ဖြင့်ကျွန်တော်တို့ sensitive ဖြစ်တဲ့ skin ပေါ့နော် rosacea skin type ရှိသူတွေအတွက်အရင်ပဲအသုံးသင့်တယ်ပြီးတော့ကျွန်တော်တို့ဒီacyclic acid မှာ antibacterial action ရှိတဲ့အတွက်ကျွန်တော်တို့ဝက်ချံတက်တာသွားတဲ့အချိန်မှာ maintain လုပ်ဖို့အတွက်ကျွန်တော်တို့က acyclic acid ကိုသုံးလို့ရပါတယ်နောက်ပြီးကျွန်တော်တို့အမျိုးသမီးတွေဒါကိုရင်ဆောင်တဲ့အချိန်ပေါ့နော်ဒီဝက်ချံသိန်းစေးတွေဖြစ်တဲ့ adapalene တို့ retinoid တို့ဒါသုံးလို့မရတဲ့အချိန်မျိုးမှာလည်းဒါ acyclic acid ကိုအစားထိုးအနေနဲ့အသုံးပြုလို့ရပါတယ်ကျွန်တော်တို့ဒီဈေးကွက်မှာ popular ဖြစ်နေတဲ့ acyclic acid serum တွေကတော့အများစုကဒါကိုရီးယားတစိမ့်တီကိုရီးယား brand တွေပဲဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင် Annual, Medicube, Costipa ဟာ Proveto လို့ပဲဖြစ်ကြတယ်အရေးပြားဆရာဝန်တွေအများစုကတော့ကျွန်တော်တို့ဒီ cream ပုံစံ lane ဈေးတွေကိုပဲဒါအရင်တွေကသုံးနေကြတာဆိုတော့အခုတက်ချိပဲပို့ပြီးတော့သုံးဖြစ်နေတယ်ဥပမာအနေနဲ့ဆိုရင် Skinoran ဆိုတဲ့ဒါ cream ကတော့ဆရာဝန်တွေတော်တော်လေးအသုံးများပါတယ်နံပါတ်၄အချက်ကျွန်တော်တို့ acyclic acid သုံးနေဆိုရင်ဗာပြီးသတိထားရမယ်ပေါ့နော်ဒီကျွန်တော်တို့ဒါလေးတာတွေ့ရှိချက်တွေအရာတော့ဒါ acyclic acid ဒီအသားရည်ကိုကောင်းစေတယ်ဝက်ချံအနီအမဲတွေကိုရောကြဖို့အတွက်ကူညီပေးတယ်လို့ဆိုပြီးမြဲကျွန်တော်တို့ဒါတဦးချင်းမှာမတူနိုင်ပါဘူးပြီးတော့ကျွန်တော်တို့ acyclic acid လိင်္ဂအစားမှာဆိုရင်ကျွန်တော်တို့ရားတာဆူဆူဖြစ်တာမျိုးတွေကိုဒါဖြစ်နိုင်တယ်ဆိုတာကိုလည်းကြိုပြီးတော့သိထားဖို့လိုပါတယ်